မင်္ဂလာပါမာယုတ်တန်သတင်းစီစဉ်အနေကြိုဆိုပါရစေဒီကနေ့ဇွန်လ26ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါကျွန်တော်ကတော့လင်းလက်ဖြစ်ပါတယ်အခုညတင်ဆက်ပေးမှာတော့ဟောင်ကောင်မှာ iPhone မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့်ရေရင်ခရီးစဉ်150ကျော်ဖြတ်သိမ်းခဲ့ရတဲ့သတင်းအိန္ဒိယနိုင်ငံမှာဆန္ဒပြပွဲတွေအရှိန်မြင့်လာပြီးတဲ့နောက်ပညာရေးဝန်ကြီးယာဒူကနေနှုတ်ထွက်ခဲ့တဲ့သတင်းစင်ကူးမြို့နယ်ကကြေးရွာတွေကိုစစ်အုပ်စုက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရပ်သား၄ဦးဒဏ်ရာရရှိခဲ့တဲ့သတင်းအပြင်Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီကပေါ်လိုင်းအင်အားစုအချို့နဲ့တီးခြားစီတွဲဆောင်ဆွေးနွေးခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါအခုပထမဆုံးတင်ဆက်ပေးမှာတော့ဟောင်ကောင်မှာ iPhone မုန်တိုင်းနိုးဦးဝင်ရောက်တိုက်ခတ်မှုကြောင့်ဇူလိုင်လ26ရက်နေ့ဒီကနေ့မနက်ပိုင်းကလေပြင်းတိုက်ခတ်တာမိုးတိထန်စွာရွာသွန်းတာနဲ့အင်လယ်လိုင်းမြင့်တက်တာတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ဟောင်ကောင်မိုးလေဝသဌာနကအန်ရသတိပေးချက်ကိုထုတ်ပြန်ခဲ့ရတယ်လို့သိရပါတယ်မုန်တိုင်းတန်ကြောင့်ဟောင်ကောင်ပြည်ဆိုင်ရာလေဆိပ်မှာရေရင်ခရီးစဉ်150ကျော်ဖြတ်သိမ်းခဲ့ရပြီးယာနဲ့ချီတဲ့ခရီးစဉ်တွေလည်းနှောင့်နှေးခဲ့ရသလိုတထားလိုင်းအချို့ကျောင်းတွေနဲ့အများပြည်သူဝန်ဆောင်မှုအချို့ကိုလည်းယာယီရနာထားခဲ့ရတယ်လို့ဟောင်ကောင်အာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။ဂွမ်တောင်ပြည်နယ်မှာမုန်တိုင်းမဝင်ရောက်ပြီးကြိုတင်ကာကွယ်ရေးဖြစ်လူဦးရေ3,400,000ကျော်ကိုရွှေ့ပြောင်းပေးခဲ့ပြီးတထားပြေးဆွဲမှုအချို့ကိုလည်းရနာထားခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တင်ဆက်ပေးမှာတော့အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာစေတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေးခွန်းတွေပေါက်ကြားခဲ့တာကြောင့်ပိုးအပ်လှုပ်ရှားမှုလှုပ်ဆောင်ခဲ့တဲ့အောင်းသားကျောင်းသူပေါင်းပေါင်းများစွာကနမော်ထွက်ဆန္ဒပြနေကြပြီးနောက်ဇူလိုင်လ25ရက်နေ့မှာတော့ပညာရေးဝန်ကြီးကယာဒူကနေနှုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်စေတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေးခွန်းတွေပေါက်ကြားပြီးရောင်းစားခံခဲ့ရတဲ့ပတ်သက်လို့တာဝန်ယူမှုတာဝန်ခံမှုရှိဖို့တောင်းဆိုခဲ့ကြတာဖြစ်ပြီးဖိအားတွေညှင့်တက်လာပြီးတဲ့နောက်မှာပညာရေးဝန်ကြီးကနှုတ်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်ပညာရေးဝန်ကြီးနှုတ်ထွက်လိုက်ပြီးနောက် CJP ကဆိုရအနေနဲ့သူတို့ရဲ့တောင်းဆိုချက်တွေကိုသဘောတူညီခဲ့တာကြောင့်အနိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်နေတဲ့ဆန္ဒပြပွဲတွေကိုချက်ချင်းရပ်ဆိုင်းမယ်လို့ကြေညာခဲ့ပါတယ်။ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်ထဲမှာစာမေးပွဲရလက်ပယ်ဖြတ်ခံရလို့မိမိကိုယ်အဆုံးစီရင်သွားကြတဲ့ကျောင်းသားမိသားစုဝင်တွေကိုရော်ကြေးပေးဖို့နဲ့စာမေးပွဲစနစ်ဥပဒေပြောင်းလဲရေး၅ချက်ပါအစီအစဉ်ကိုပါပြန်လည်သုံးသပ်ဖို့ပါဝင်နေရလို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်က drone နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးငယ်တအူအပါဝင်အရက်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wallet Information နဲ့ Network တာဝန်ရှိသူကမောင်းကိုပြောပါတယ်။ဇူလိုင်လ25ရက်နေ့အနည်းညနေပိုင်းကစင်ကူးမြို့နယ်ထုံကြီးကျေးရွာအတွင်းတပ်ဆွဲထားတဲ့ဂျမ်ဖတ်ဆေးအုပ်စုကတိုက်ခိုက်ရေး drone နဲ့ ARD ရေကမ်းဘေးကကျေးရွာဖြစ်တဲ့ရွာတော်ကျေးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်ရွာတော်ကျေးရွာမှာနေထိုင်တဲ့အမျိုးသမီးငယ်3ဦးနဲ့အမျိုးသား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wallet Information နဲ့ Network တာဝန်ရှိသူကဆိုပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီဟာပေါ်လိုင်းအင်အားစုတွေအိုင်းနဲ့ပြည်နယ်အသီးသီးကဆိုရလွှတ်တော်တာဝန်ရှိသူတွေနဲ့တီးခြားစီတွဲဆုံဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ထားပါတယ်။ဇူလိုင်လ18ရက်နေ့ကပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာအကိုင်းအကွေး Federal Unit တွေနဲ့မန္တလေးဒေသတို့ဟာအစိုးရနဲ့လွှတ်တော်တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီရဲ့အလဲကျသဘာပတိနဲ့မဟာဗျူဟာမူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကဦးဆောင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အပြင်ဇူလိုင်လ20ရက်နေ့မှာလည်းဝေဦးတော်လိုင်းရေးမဟာမိတ်အပေါင်းစုနဲ့တွဲဆုံဆွေးနွေးခဲ့ကြပြီးအဲဒီတွဲဆုံမှုမှာလည်း SCEF ရဲ့အလှည့်ကျသဘာပတိနဲ့မဟာဗျူဟာနဲ့မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်နိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလာနဲ့ SRA ကိုဆောင်ခါတို့တက်ရောက်ခဲ့ကြရလို့သိရပါတယ်။အလားတူဇူလိုင်လ20ရက်နေ့မှာလည်းမွန်ပြည်သက်ပါတီမွန်ပြည်ဖက်ဒရယ်ကောင်စီမွန်ပြည်တိုင်းမင်ခံကောင်စီနဲ့မွန်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီတို့ကတာဝန်ရှိသူတွေနဲ့ပါတွဲဆုံခဲ့တယ်လို့ဆိုပါတယ်။ဇူလိုင်လ26ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်မောင်ဝဲရုပ်သံသတင်းအစီအစဉ်တွေကိုနေ့လယ်အနာရီနဲ့ည9နာရီချိန်တွေမှာပုံမှန်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်